ဂျပန်စာကို3လသင်ယူပြီးဆိုတာနဲ့ရရှိနိုင်တဲ့ training visa ခွင့်လန်းကောင်းများနဲ့ language school ခွင့်လန်းကောင်းများအားကြောင့်ကိုစာကူရာတာကေတာကျောင်းခွင်တွင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။ဂျပန်ကိုတော့သွားခြင်းနဲ့ဘယ်ကစားလို့စားရမယ်မသိတဲ့သူတွေအတွက် N5, N4, N3 သင်တန်းများအပြင်ကျွမ်းကျင်ဒုက္ခသေးအတန်းများကိုလည်းတာကေတာကျောင်းခွင်တွင်ဖွင့်လှစ်ဖို့ရှိပါရဲ့ရှင်။ဂျပန်ကိုအလုံးနဲ့သွားခြင်းနဲ့ဂျပန်စာအောင်လက်မဲ့လည်းမကင်ထားဘူး။မြန်မြန်လေးရောက်ခြင်းတဲ့သူတွေအတွက် training visa ဟာအရန်ကိုတင်လျော်မှာဖြစ်ပါတယ်။ဒါအပြင်ကိုကဂျပန်မှာကျောင်းသားတက်ခြင်းနဲ့ကျောင်းပြီးသွားရင်လည်းတင်းကြမှန်ကန်မြန်ဆန်တဲ့အလုပ်ကောင်းလာစာကောင်းရချင်တဲ့သူတွေအတွက် language school program များလည်းရှိထားပါတယ်။ဒါကြောင့်အလုံးနဲ့ပဲဖြစ်ဖြစ်ကျောင်းနဲ့ပဲဖြစ်သွားရောက်လို့ပါကမင်းနဲ့နာလမ်းမပေါ်ရန်အောင်မှတ်တိုင်နာမှာဖွင့်လှစ်ထားတဲ့စာကူရာတာကေတာကျောင်းခွင်မှာဂျပန်စာကိုစ조사သင်ယူကြဖို့အတွက်အကြံပြုလိုပါရဲ့ရှင်။စာကူရာကျောင်းရဲ့ရည်မှန်းချက်မှာဂျပန်စာရေးချင်းပြည့်မီသောကျောင်းသူကျောင်းသားများကိုမွေးထုတ်ပေးပြီးတော့အချိန်တိုတိုအတွင်းအခွင့်အလမ်းကောင်းများရရှိနိုင်စေရန်အကြံပေးနိုင်ရေးပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်။